19ရာစုအလွန်လောက်ကလေးကနေပြီးတော့ author A.A. Min ဖန်တီးခဲ့တဲ့ Clarence fictional character တယောက်ဖြစ်တဲ့ Winnie the Pooh ဖြစ်ပါတယ်ရှင် Winnie the Pooh ကဆိုရင်ကလေးတွေရဲ့ရင်ဘတ်ထဲကိုရောက်လာခဲ့တာနှစ်ပေါင်းရာချီခဲ့ပြီပေါ့နော်ဒီဇာတ်လမ်းလေးတွေကဆိုလို့ရှိရင် Pooh ဇာတ်ကောင်လေးနဲ့အတူ Christopher Robin Piglet Tigger Rabbit လေးနဲ့အတူ Kangaroo EO စတဲ့တငယ်ချင်းလေးတွေနဲ့အတူရေးဖွဲ့ထားတဲ့ချစ်ချင်းပွဲလေးတွေနောက် friendship ဇာတ်လမ်းလေးတွေကိုချင်းစာတတ်စေဖို့အကြောင်းလေးတွေနဲ့အတူအခြားသူကိုတငယ်ချင်းတွေကိုကူညီတတ်ဖို့ရိုင်းပင်ကူညီတတ်ဖို့စတဲ့ညညာပေးဇာတ်လမ်းလေးတွေဖြစ်ပါတယ်နော်ဒီအခုစာအုပ်လေးတွေကဆိုလို့ရှိရင် Winnie the Pooh story books အုပ်20ပါတဲ့ CD တွေက18အုပ်ဖြစ်တဲ့ hardcover mini size လေးတွေဖြစ်ပြီးတော့စာအုပ်လည်းအများမထူဘူးပေါ့ပါပြီးတော့9နှစ်အထက်ကလေးတွေဖတ်နိုင်တဲ့အရေးသားလေးတွေဖြစ်ပါတယ်စကားပြောပုံစံလေးတွေနဲ့ရေးဖွဲ့ထားတာဖြစ်ပြီးတော့ colorful pictures တွေလည်းပါပါတယ်ရှင် printed in Hong Kong books လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ quality လည်းအများပါတယ် UK original books တွေပါ